ဒီဆောင်နားထောင်နေပြီဆိုရင်တင်ရဆက်လိုက်ဖြတ်ဖို့နောက်မကြသေးပါဘူးတင်ရနှစ်ရှိလာများဆက်လိုက်ကိုတောက်နေခဲ့တယ်ကိုရန်ရစားတော့တာပဲဖြစ်ဖြစ်အပေါင်းအသင်းတွေကမြောက်ပေးခဲ့လို့ပဲဖြစ်ဖြစ်အခုချိန်မှာတော့တင်ရဆက်လိုက်ကိုမတောင်းရမနေနိုင်ဖြစ်နေပြီဆက်လိုက်ကိုရဲလုံးများတော့ထင်နေတော့တင်မှားနေပါပြီဆက်လိုက်တောက်တဲ့သူတွေမတိသေးတဲ့အရေးကြီးတဲ့အချက်တစ်ချက်ရှိပါတယ်ဒါကဘာလဲဆိုရင်တော့ဆက်လိုက်ကိုဖျက်လိုက်တဲ့ချိန်ရစပြီးနိုင်ပိုင်းတွင်းမှာပဲတင်းခန္ဓာကိုယ်မှာပြောင်းလဲမှုတွေစပြီးဖြစ်လာပါတယ်အဲ့ဒီပြောင်းလဲမှုတွေကဘာတွေလဲဆိုတာကိုကြည့်လိုက်ကြအောင်နော်ဆက်လိုက်မတောင်းတော့တဲ့တနအီတွင်းမှာတင်းရဲ့နှလုံးခုန်တော့ကစပြီးတော့စီးချက်မှန်လာတယ်တိုးနေတဲ့သွေးပေါင်ချိန်ကတဖြည်းဖြည်းကျလာတယ်မကြာခဏအေးဆက်နေတဲ့ခြေပြားလက်ပြားတွေကသွေးလက်ပန်းမှုကြောင့်ပူနွေးလာတယ်ဒီချိန်မှာပဲတင်းရဲ့ခန္ဓာကိုယ်ကဆက်လိုက်ဖြတ်ခြင်းရဲ့အကျိုးကျေးဇူးတွေကိုစပြီးတော့ခံစားနေရတာပဲဖြစ်ပါတယ်ရှင်းနိုင်လောက်ဆက်လိုက်နဲ့ဝေးသွားတဲ့အခါတင်းသွေးတွေကကောင်းမုံနောက်ဆိုင်ပေါင်မှုကကျဆင်းသွားပါတယ်ကောင်းမုံနောက်ဆိုင်ဆိုတာကတင်းအတွက်အစိပ်ပါအောက်ဆီဂျင်ပမာဏပုံမှန်ပြန်ဖြစ်လာတယ်ဒီချိန်မှာတင်းရဲ့အုံနောက်တဲ့နှလုံးကပြန်လည်အသက်ရှင်ခြင်းရဲ့အရာတာကိုခံစားနေရပါပြီစိတ်နဲ့ခန္ဓာကိုယ်ကပေါ်ပါလာတယ်အသက်ရှူရတာပို့ပြီးတော့အဆင်ပြေလာပါတယ်စနေဖြတ်ပြီး2ရက်ကြာတဲ့အခါနေပေါင်းများစွာကတင်းတတိမထားမိခဲ့တဲ့အနက်တွေကိုပြန်ပြီးခံစားနေရပါပြီအစားအသောက်တွေရဲ့အရာတာကခါတိုင်းထက်ပိုကောင်းလာပါတယ်တင်းရဲ့ရှာကလည်းအာယုံခံစားမှုပိုကောင်းလာပါတယ်ဒီချိန်မှာပဲတင်းရဲ့ခန္ဓာကိုယ်ကသူ့ဘာသာသူတန့်စင်နေပါပြီနှစ်ပတ်ကနေ3လအတွင်းတင်းရဲ့အဆုပ်တွေပြန်လဲကောင်းမွန်လာတယ်ချောင်းဆိုးတာနည်းသွားတယ်အရင်ကလိုတိတ်မမောပဲပိုကြကြလမ်းလျှောက်လာနိုင်တယ်သွေးလက်ပန်းမှုကောင်းမွန်လာတယ်ရုပ်တရက်နှလုံးဖောက်နိုင်ခြေစပြီးကျဆင်းလာပါတယ်တနေ့ကြာတဲ့အခါမှာတော့နှလုံးရောဂါဖြစ်ပွားနိုင်ခြေက90%ထိကျဆင်းသွားပါတယ်ဟုတ်ပါတယ်တဝက်တိတိပါတင်းနှလုံးကပိုပြီးအားကောင်းကောင်းနဲ့ခုန်လာတယ်တင်းသားရည်ကပိုပြီးဆိုပြေလာတယ်ဒီချိန်မှာတော့ခန္ဓာကိုယ်ကလည်းပိုနုပြိုလာတယ်လို့ခံစားနေရပါပြီ9နှစ်ကနေ10နှစ်ထိတောင်ထားနိုင်ရင်တော့လေဖြတ်နိုင်ခြေနဲ့အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေတွေတိတိတတ်တာကျဆင်းသွားပါလိမ့်မယ်ဒါကြောင့်တင်ရဆက်လိုက်ဖြတ်ဖို့နောက်မကျသေးပါဘူးဒီဗီဒီယိုပြီးတာနဲ့ဆက်လိုက်ဖြတ်ဖို့စဉ်းစားကြည့်ပါဆက်လိုက်ကိုဘယ်လိုမျိုးဖြတ်ရမလဲဆက်လိုက်တောက်ချင်စိတ်ပေါ်လာရင်အရန်စိတ်မလှုပ်ရှားပါနဲ့အသက်ကိုပြင်းပြင်းရှူသွင်းပါရေတောက်ပါအာယုံပြောင်းပါလမ်းလျှောက်ပါအကျောဆက်ပါတယောက်ယောက်နဲ့စကားပြောပါဆက်လိုက်တောက်ချင်စိတ်ကခဏပဲလို့ကိုပြန်ပြောပါဆက်လိုက်တောက်တယ်ဆိုတာအကျင့်တစ်ခုပါအကျင့်တစ်ခုကဖျောက်ပြစ်ဖို့ခက်ပါတယ်ဒါပေမဲ့အစားထိုးဖို့ကတော့လွယ်ပါတယ်ကော်ဖီတောက်ပြီးဆက်လိုက်တောက်တတ်တဲ့အကျင့်ရှိရင်ကော်ဖီအစားလက်ဖိနဲ့အစားထိုးလိုက်ပါထမင်းစားပြီးချင်းဒါမှမဟုတ်ကားမောင်းရင်းနဲ့ဆက်လိုက်တောက်တတ်ရင်တကြားမပါတဲ့ပီကေဝါပါပြင်းလာလို့ဆက်လိုက်တောက်ချင်လာရင်ခဏလန်းထားရှောက်ပါရှေ့တောက်ပါသို့မဟုတ်ဖုန်းခဏသုံးလိုက်ပါဆက်လိုက်မတောက်ပဲနေနိုင်တဲ့နေရာရအောင်ပွဲတစ်ခုပါဘလောက်တေးသေးလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့တိုးတက်မှုကိုချီးကျူးပါတင်တန်မိုးထားတဲ့သူတွေနဲ့တက်တန်းစိတ်နေထိုင်သွားခြင်းနဲ့ဆိုရင်တော့ဆက်လိုက်ဖြတ်ဖို့စဉ်းစားကြည့်လိုက်ပါဟုတ်ကဲ့ပါရှင်အခုလိုဗီဒီယိုလေးတွေကိုပတ်စင်နေစဉ်တင်ဆက်ပေးနေမှာမို့ကျမတို့ရဲ့ Mental Power Page လေးကိုလည်း Like and Follow လုပ်ထားနိုင်ပါတယ်ရှင်အားလုံးကျေးဇူးများတင်ပါတယ်ရှင်